အားလုံးပဲမင်္ဂလာပါကို့မှာရှိနေတဲ့ဒီပုံလေးကိုအခုလိုမျိုးအင်တာဗျူးနေတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်အောင်ပြောင်းလဲလိုက်လို့ရပါတယ်ဒီပုံကိုလည်း AI video effect ကိုသုံးပြီးတော့အခုလိုပြောင်းလဲထားပါတယ်အဲ့လိုမျိုးပြုလုပ်ဖို့အတွက်ကျွန်တော်တို့ browser မှာပေါ့နော်ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ canva.com လို့ရိုက်ပြီးတော့ enter ခေါက်ပြီးတော့ရှာပြီးတော့ဝင်လိုက်ပါကျွန်တော်ဒီပေါ်လာတဲ့ link လေးတွေကနေတစ်ခါတည်းဝင်လိုက်ပါမယ်ဒါမှမဟုတ်ဒီ address bar မှာဆိုရင်တော့တစ်ခါတည်းအဲ့လိုမျိုးတန်းရောက်သွားမှာပဲဖြစ်ပါတယ်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ template ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ template ကိုနှိပ်လိုက်ပါကျွန်တော်တို့ဒီ template ထဲမှာဆိုလို့ရှိရင်ဒါမိတ်ဆွေတို့အနေနဲ့ဒီကိုက presentation တွေပါပြုလုပ်မယ်ဆိုရင်လည်းအဲ့လိုမျိုးအသင့်ပြုလုပ်လို့ရတဲ့ template ပေါင်းများစွာရှိတာကိုတွေ့ရပါလိမ့်မယ်အောက်ကိုအနေနဲ့ဆွဲကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာကြည့်လိုက်ပါ Meet AI Video Effects ဆိုတာလေးရှိပါတယ်အဲ့တော့ဒီမှာအသင့်သုံး video effect ပေါင်းများစွာရှိပါတယ်ကိုယ့်ရဲ့ပုံကထားပါတော့ဒီလိုမျိုးလေးအပေါ်ကနေတဖြည်းဖြည်းပေါ်လာတာတို့เนาะဒီမှာဆိုရင်ဒါကိုယ့်ရဲ့ပုံဗီဒီယိုဖြစ်ပြောင်းတာပေါ့နော်skate scene နေရာမျိုးတွေဒါမျိုးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ CO ကိုနှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးအသင့်သုံး template ပေါင်းများစွာကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှေ့မှာပြတဲ့ဗီဒီယိုလေးကဒါလေးကိုရွေးထားတော့ပါပြီးလို့ရှိရင်ဒီမှာဒါမျိုးဆိုရင်ဒါ interview တဲ့ဟာမျိုးတွေပေါ့နော်ဒီမှာဆိုရင်ကားဘတ်မန်ကနေမြင်နေရတဲ့ကိုယ့်ရဲ့ပုံကကားဘတ်မန်ကနေမြင်နေရတာမျိုးတွေအခုတစ်ခေါက်တော့ကျွန်တော်ဒါလေးနဲ့စမ်းကြည့်လိုက်မယ်ဒီပုံကိုကျွန်တော် click နှိပ်လိုက်ပါမယ်ဒီဗီဒီယိုလေးကို click နှိပ်ပြီးတော့ရွေးလိုက်ပြီးလို့ရှိရင်ကိုပြောင်းလဲခြင်းတဲ့ဗီဒီယိုကိုကျွန်တော် add image ကိုကိုထည့်ခြင်းတဲ့ပုံကိုပေါ့နော် add image ကိုနှိပ်ပြီးတော့ကျွန်တော်ထည့်ပါမယ်ဒီမှာ upload ဆိုတာလေးပေါ်လာတယ်အဲ upload ကိုနှိပ်လိုက်ပါမယ်ပြီးတဲ့ခါမှာတော့တဲ့ကျွန်တော်တို့တဲ့ဘယ်ပုံထည့်ရမလဲဆိုတော့ဒီပုံကိုပဲထည့်လိုက်မယ်ပေါ့နော်ဒီမျိုးသမီးပုံကိုထည့်လိုက်မယ်ဒါတိတ်တော့မရှင်းဘူးဒါပေမဲ့ဒါဒီပုံကိုပဲကျွန်တော်ရွေးလိုက်ပါမယ်ပုံကို upload တင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ create with AI ကိုနှိပ်လိုက်ရုံပါပဲအဲ့တော့ကျွန်တော်တို့တစ်ခုသတိထားရမှာတော့ကိုယ့်ရဲ့ပုံကခြေထောက်မပါဘူးဖြစ်နေပေါ့နော်အမှန်တကယ်တော့ခြေထောက်ပါတဲ့ပုံလေးထည့်လိုက်တာတော့ပိုကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီ AI နဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုရင်ဒါလစဉ် credit ပေးတာဖြစ်တဲ့အတွက်လစဉ်ထုတ်နေလို့ရတယ်ဒါပေမဲ့ကိုသတ်မှတ်ထားတဲ့အပုတ်အရေအတွက်ပြည့်သွားရင်တော့ထပ်ထုတ်လို့ရမှာမဟုတ်ပါဘူးထပ်ထုတ်လို့မရဘူးဆိုတာဒီလအတွက်ပဲပေါ့နော်ဒီလအတွက်ပေးတာကုန်သွားရင်ဒီလမှာထပ်ထုတ်လို့မရမှာဖြစ်တယ်ဒါပေမဲ့နောက်လမှာတော့ထပ်ထုတ်လို့ရနေမှာပဲဖြစ်ပါတယ်ဒီမှာသူကထုတ်ပေးပြီးသွားရင်တော့ဒီမှာကျွန်တော်တို့ခြေထောက်သူ့မှာအပြည့်စုံစောစောပုံမှာမပါတာတော့မှအောက်ပိုင်းဟာတွေသူ့ဟာသူဖြည့်သွားတယ်ထင်တယ်ဒါမျိုးလေးထုတ်ပေးလိုက်ပါတယ်အဲ့တော့ဒီပုံလေးကိုကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဒီမှာ download နှိပ်ပြီးတော့ယူရုံပါပဲဟုတ်ပါပြီဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲ